ဒီလူဟာကြောက်စရာကောင်းလုံးသူပါသူဟာကွယ်လွန်သွားပြီဖြစ်တဲ့သူ့သမီးလေးရဲ့ရုပ်အလောင်းကိုရုပ်သေးရုပ်တစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်သူဟာခြေထောက်အောက်ကစနင်းခုံကိုနင်းပြီးလက်ထဲကမောင်းနှံတွေကိုဆွဲလိုက်တဲ့အခါမှာတော့မိန်းကလေးငယ်လေးဟာဘဲလေးကခြေတီတအူးလိုနှွေးနှောင်းလှပစွာကပြပါတော့တယ်သူမလှုပ်ရှားနေတာကိုကြည့်ရင်သူ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကျလာခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူဟာအားမရသေးပါဘူးသူကမောင်းနှံအားလုံးကိုတပြိုင်နက်တည်းရှေ့ကိုတွန်းလိုက်ပါတယ်သူ့သမီးလေးဟာလေထဲကိုမြောက်တက်သွားပြီးခြေထောက်တွေကိုကန်ကာလက်မူရာတွေကိုလည်းအချိုးကျကျလှုပ်ရှားနေပါတယ်ဒီတော့မှသာသူမအသက်ရှိစဉ်ကတခါမှအဆုံးမတတ်နိုင်ခဲ့တဲ့ခက်ခဲတဲ့ကောက်ကွက်ကိုအောင်မြင်စွာကပြနိုင်ခဲ့တာပါသူဒါတွေအားလုံးကိုလုပ်ခဲ့တာဟာကောက်ခုန်ချင်းကသူမရဲ့အိမ်မက်ဖြစ်ခဲ့လို့ပါပဲသူမဟာဘဲလေးကခြေတီတယောက်အမြဲဖြစ်ချင်ခဲ့ပေမဲ့စိတ်ကြကြယောဂါကြောင့်အချိန်မတိုင်ခင်မှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်အဲ့ဒီနေ့ကစပြီးဒီလူဟာယူသွတ်သွားခဲ့ပါတယ်ညတိုင်းအလုပ်ကအပြန်မှာသူမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့မျှော်လင့်ချက်နဲ့သူမကိုလေ့ကျင့်ပေးခဲ့တယ်ရုပ်အလောင်းကိုမပုတ်မတိုးပဲငကိုတိုင်းရှိနေစေဖို့အုံနောက်ပိုင်းအာယုံခံကရိယာတွေနဲ့တောင်ချိတ်ဆက်ထားခဲ့တာပါဒါပေမဲ့တညမှာတော့မှားယွင်းတဲ့လှုပ်ဆောင်ချက်တစ်ခုကြောင့်သူမရဲ့ခန္ဓာကိုယ်ဟာအခန်းထဲမှာလွင့်ထွက်သွားခဲ့ပါတယ်သူချက်ချင်းပဲထိတ်လန့်သွားခဲ့တယ်အဲဒီနောက်မှာတော့မယုံနိုင်စရာတစ်ခုခုဖြစ်ပျက်ခဲ့ပါတယ်ဘာဖြစ်ခဲ့တာလဲသူ့သမီးလေးကမျက်လုံးတွေပွင့်လာခဲ့ပါတယ်သူကသူမကိုစကားပြောဖို့အပြေးလွှားသွားခဲ့ပေမဲ့သူမရဲ့အကြည့်တွေကဟာလာဟင်းလေးနဲ့အသက်မဲ့နေခဲ့တယ်သူကသူမကိုနိုးလာအောင်ထပ်မံစူးစမ်းနေတော့မှပဲပြန်အဖွဲ့ဝင်တွေအခန်းထဲကိုစီးမင်းဝင်ရောက်လာပါတော့တယ်သူတို့ဟာဒီအမှုကိုစောင့်ကြည့်နေခဲ့တာသတင်းပတ်ပေါင်းများစွာရှိနေပါပြီသူတို့ကထိုလူကိုဖမ်းဆီးလိုက်ပြီးမြေအောက်ခန်းကိုရှာဖွေရဲ့အခါမှာတော့တေဆုံးနေတာကြားပြီးဖြစ်တဲ့မိန်းကလေးရဲ့ရုပ်လောင်းကိုတွေ့ရှိခဲ့ရပါတော့တယ်